စာမုံလာပြီးနေရကျမတို့မောင်နှမတွေရှိတောင်ပေါ်ကရွှေဘုံမင်းဖျားကိုတော့ဖူးတဲ့ vlog လေးပါဒါကျမတို့ဆက်ချင်းတက်တယ်ဆိုရင်ဖျားကြီးကိုအရင်ဖူးမြော်ရမယ်ဖူးမြော်ရမယ်ပြီးတဲ့အခါကျတော့ရက်ကန်စင်တောင်ဆရာတော်ဘုရားကြီးရဲ့ဆောင်းပေါ့နော်ဒီကျောင်းဆောင်ဘုရားတွေကိုပူပါတယ်ဆရာတော်ဘုရားကြီးကိုလည်းဖူးခဲ့ပါတယ်ပြီးတဲ့အခါမှာကျမတို့ကဒီရှုခင်းသားဖက်ကိုလာတယ်အောင်မြေမှာလည်းဖျားရှိခိုးခဲ့တယ်ပေါ့နော်ဖျားပေါ်မှာလူတွေအရန်ပြည့်တယ်ရှင်သူကလေမိဘုံပြန်လွတ်တဲ့အချိန်လိုက်တဲ့အခါကျတော့တချို့တွေကတောင်ပေါ်ကနေပဲမိဘုံပြန်လွတ်တာကိုလက်ကြည့်ကြတယ်ပေါ့နော်ဒီတောင်ပေါ်လေးဘယ်နှခါရောက်မယိုးနိုင်ဘူးเนาะရှုခင်းနေကအရန်ကြည်နူဖို့ကောင်းတဲ့တောင်ကြီးမြို့တစ်မြို့လုံးရဲ့ရှုခင်းတွေကိုစီးပြီးမြင်ရတာပေါ့နော်ကျမတို့မောင်နှမတွေတပ်ပုတ်နေရိုက်ပြီးတော့ဆင်ခဲ့ပါတယ်ညနေဆောင်တော့ရာသီဥတုလည်းတော်တော်လေးအေးလာပြီရှင်ကလေးတွေကအေးနေတဲ့ဥစ္စာကိုရေခဲမုံစားချင်တယ်ဆိုတာနဲ့ညီမလေးကရေခဲမုံဝယ်ကျွေးတယ်ပြီးတော့ကျမတို့အောက်မှာညနေ6နာရီဆိုမီးပရိသမြို့လုံးကျွတ်မီးပရိသလဲတာရှိတဲ့အတွက်ကြောင့်မလို့ပူဇော်ဖို့အတွက်ဆင်ခဲ့ကြပါတယ်